Hello အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဟိုကဘယ်လိုပြောမလဲ RAM တက်စေမဲ့ carry လေးတွေပြပြပြပါနော်အခုလောဆယ်တော့ 7.41 မှာဒီ tiny လေးတော့မစိုးဘူးပေါ့နော် tiny က item ပေးရတော့ပုံမှန်ပဲဗျာဒီလား spare ပေးရကြတော့ level ကျွန်တော်တို့တင်ပြီးသွားလို့ရှိရင်3အစုံနဲ့ပဲဆော့တာဗျာဒီမှာ3အစုံ1အစုံ2တစ်ဆင့် level တက်လာလို့ရှိရင်ဗျာဒီလား level up 6 plusပြီးရင်ဒီဘက်ကဟာတွေက 8 strand ယူမယ်ပြီးရင် grow attack speed reduction ယူမယ်ပြီးရင်3 grab base damage ယူမယ်ဗျာဒီလားပြီးရင်ဒီ avalanche ဟာယူမယ်talent ကတော့အဲ့ဒါယူမယ်ပေါ့နော် talent အဲ့ဒါယူမယ် spare ကတော့1အစုံဆော့မယ်3အစုံ2 speed ကတော့2ကိုတင်မယ်ပေါ့နော်2ကိုတင်လဲရတယ်မတင်လဲရတယ်ဗျာဒီလားဒါပေမဲ့2ဒီ level 2မတင်ချင်လို့ရှိရင် attribute တွေတင်လို့ရတယ်ဗျာဒီလားကြိုက်တာတင်လို့ရတယ်2အစုံဒီ spare သုံးချင်တယ်ဆိုလဲရတယ်ပြီးထည့်ရမယ့် item ကတော့ကျွန်တော်တို့power tree ပေါ့နော် power tree ကတော့ဒါပုံမှန်လေးလိုတယ် power tree magic 1ပြီးတော့နှစ်ချက်ခုတ်ပြီးသွားရင်ရာဆန်ကြီးမဟုတ်လို့ရှိရင်ရာဆန်ကြီးပြီးသွားရင်တက်ကဒါမှမဟုတ်ရင်ပြီးရင် critical ပြီးဒါမှမဟုတ် share ဟို silver ash မဟုတ်လို့ရှိရင်လည်း satanic တွေပါထည့်လို့ရပါတော့အဓိကတော့ item ကတော့ power tree နှစ်ချက်ခုတ်ပြီးသွားရင်တက်ကသွားရင်တက်ကမသွားခြင်းလို့ရှိရင်ရာဆန်ကြီးသွားအဲ့ဒါကျန်းတယ်ပေါ့နော်ဒီကအဓိက level 3ရဗျာတိလားဟို chef ကတော့ level 3ရမပါတော့ဘူးဒါပေမဲ့ level 3ရအားလီပိုင်းနဲ့ကတောက်လျှောက်သုံးပြီးတော့ဟောဖြစ်လို့ရတယ်နောက်ဆုံးစစ်ဆို8ချက်ဗျာတိလား8ချက်ဆိုတော့ဒါကြီးကအဲ့လို over ကြီးဗျာ chef မလို့တော့ဘူးဗျာတိရမလားအဲ့တော့ chef မပါဘဲနဲ့တောက်လျှောက် fan လို့ရတယ်ပုံမှန်အရင်တော့ကျွန်တော်တို့တိုင်းနေဆို power tree eco spa နှစ်ချက်ဒီနှစ်ချက်ခုတ်နဲ့နှစ်ခုဆက်ပြီးသွားရင်ဗျာ chef ကိုအရင်တန်းဝယ်ရတယ်လေအဲ့တော့1400ပုတ်တယ်ဗျာအခုက chef ကဝယ်စရာမလိုတော့ဘူးဗျာ tree နဲ့တောက်လျှောက်တီးရုံပဲပြီးတော့ဒါတွေကလည်းပြောင်းပေးရမယ်နော် level 6ကဘာပြောင်းပေးရလဲဆိုတော့ bonus damage တိုးပေးတာဗျာ bonus damage ပိုတိုးပေးတာပြီးတော့ move speed လည်းပိုတိုးပေးတာဗျာသိလားပြီးတော့ shot နဲ့လည်း upgrade လုပ်လို့ရတယ် shot နဲ့ upgrade လုပ်လိုက်လို့ရှိရင်အဲ့လိုဟိုဘက်ကအကောင်တွေကို level 2သုံးလို့ရှိရင်ဗျာမှာ move speed slow တယ် attack slow တယ် slow duration က 2.5 ဗျာပြီးတော့အဲ့လို level 2 effect က area တွေပါသွားတယ်ပေါ့နော်ဒါ level 2က short လိုက်တယ်လေသိလားအရင်တော့လို့မဟုတ်တော့ area မပါတော့ဘူးဗျာအကျယ်ကြီးပိုနာတဲ့ဟာမပါတော့ဘူးဟိုဒီဟာရှက်ဝယ်လိုက်တော့မှ area ပိုကျန်းသွားတာပေါ့နော်အဲ့လိုကျွန်တော် level 2 beginner effect တွေအဲ့လိုမျိုးထိရဒါရှက်မပါသေးဘူးတွေ့လားဒီရှက်မပါသေးရဲ့ဟာဗျာရှက်ဝယ်လိုက်မယ်ဆိုရင် beginner ကနေပြီးတော့အဲ့လိုမျိုးဒါတွေပါ effect တွေပါဝင်သွားပါတော့အပြာချောင်းကတော့ဒါတိရဲ့အတိုင်းပဲဟိုကတစ်ပင် throw တဲ့ဟာပေါ့နော်ဒီကတိုင်တွေကဘာလို့လဲဆိုတော့ဟိုမာတယ်ဗျာအဓိကမာတယ် damage လဲ auto jam တယ် fan မဲ့ဟာလဲဒီ splash နဲ့ fan လို့လွယ်တယ်ဗျာပြီးတော့ဒီဟိုဟာတွေကလည်း jam တယ်နော်ပြီးတော့အဓိကဒီ innate ပေါ့နော် innate ကကြတော့ဒီကျွန်တော်ဘယ်လိုပြောမလဲဟို strength ကများလာလေ slow resistance က 20% short တာဗျာဒီလားပြီးတော့ strength to status resistance က 10% ဗျာ status resistance ကတက်လာပါဗျာဒီလားဒီကအဲ့ဟိုတိုင်နေကအရင်တည်းကကျန်းတာဒီ status resistance ရောက်ကျန်းတာဗျာဒီလားဒီဟာနဲ့ရာဆန်ကြီးနဲ့တွဲလိုက်လို့ရှိရင်မအခုဆို status ကဒီမှာ16ဗျာဒီမှာ10ဆို26ဖြစ်နေဗျာဒီလားအဲ့တော့အဲ့လိုဟိုတစ်စက္ကန့်စတန်မဲ့ဟာတွေဆိုလို့ရှိရင် 0.4 လောက်ပဲ stand တော့တယ်ဗျာဒီလားအဓိကအဲ့လိုဒီကောင်ကို disable ပေးတဲ့ဟာဆိုဒီကောင်အကြာကြီးပေးလို့မရဘူးဗျာဒီကောင်ခဏလေးနဲ့ဟိုအမူးပြင်ပါဗျာဒီလားဟိုအဲ့အကြောင်းမလို့ဒီရာဆန်ကြီးသွားတာဗောနော်ရာဆန်ကြီးနဲ့ဒီဟို innate ability နဲ့ဆိုရင်အရင်တော့တိုင်ဒီအဲ့ serial resistance ကို stress နေများလာရင်ပိုကျန်းတဲ့ဟာတွေဒါအခုမှပြန်ထည့်ပေးတာဗောနော်အခုဒီမှာဆို serial resistance ဘယ်လောက်ရှိပဲကြည့်လိုက်26ဗျာကျွန်တော်ပြောလို့ပဲဒါ10စက္ကန့်ဟိုစတန်နေဆိုလို့ရှိရင်ကျွန်တော်ဟိုဟာပဲထိမယ်နော် 0.75 ပဲထိမယ်0.75 ပဲကြာပါတော့အပြာကြောင်းကတော့ဒီမှာ free draw တဲ့ဟာလေးအဲ့တော့ tiny carry လေးကမစိုးဘူး tiny carry လေးကသဘောကျတယ် mid ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်အခုဆောင်းဝိုင်းကြိုက်တာကဒီ queen pain နဲ့ voice free ပေါ့နော် queen pain ကတော့ဒါ level 3တင်ပေးရတယ်ဗျာဒီလား level 3ကို damage တင်ပေးရအဲ့ဒါဆောင်းဝိုင်းတိတာပြီးတော့ဒီက innate ability ဖြစ်သွားပြီအဲ့ innate ကတော့ဒါ spell light ဒီပြန်ရပါဘောနော်သူပေးတဲ့ spell damage ပုံကိုတည်ပြီးတော့ဒီ level 3ကကျတော့အခုလို့ damage ကဆောင်းဝိုင်းတင်ပေးတာငကိုရီးယားမှာကျန်းတဲ့ကောင်ဗျာဒီလား25% မှာကိုက heal ပါပြန်ရမှာဗျာဒီလားအဲ့တော့နောက်ဆုံးဆင့်345 damage ထိရဆိုရင် 25% မှာကိုက light C ကပြန်ရမှာဗျာဒီလားအဲ့တော့ mid ထဲမှာတော့ queen main ကြိုက်တယ်ပြီးတော့ voice spirit လည်းကောင်းတယ်ဗောနော် voice spirit လည်းဒီမှာဒီ level 3ကတင်ပေးရတယ် innate ကတော့ဒါ heal regen mana regen attack speed ပြောရရင်အဲ့ queen pain နဲ့ဒီ voice spirit ကပြောရရင် item တူတူပဲဆက်လို့ရတယ်ဗျာဒီလားဒီ item တွေပဲတွားလို့ရတယ်voice spirit ဆိုလို့ရှိရင်ကျွန်တော်ဗာသွားလဲဆိုတော့ quality သွားလိုက်တယ်ဗျာဟိုဘက်ကအဲ့လိုမျိုး heal regen များတဲ့ကောင်တွေတည်ပါဆောက်ရမ်းမာတဲ့ကောင်တွေပါရင်တော့ feather လောက်နဲ့သွားလိုက်တယ် feather သွားပြီးတော့
ပုံမှန်တိုင်းပဲပြရောင်းမနာဆိုင် Enemies had hoped အိုက်တန်တော့တိတ်မပြောင်းဒါပေမဲ့ဒီ feather နေရာမှာဟိုဘက်ကအဲ့လိုမာတဲ့ကောင်တွေမဟုတ်ဘူးဒီအရိုးရိုးပဲဗျာဒီလား feather ထဲတရားလည်းမလို့ပြဒါမှကိုဘက်ကအဲ့ position 4ပဲပြည့်5ပဲပြည့် feather ထဲမဲ့ကောင်ပါရင်မသွားနဲ့ဗျာကျွန်တော်ကတော့ feather ကိုသွားတာကြိုက်လဲကြိုက်တယ်မကြိုက်လဲမကြိုက်ဗျာဒါပေမဲ့ item တစ်ကိုပူကြိုက်တယ်ဗျာဒီလားအဲ့တော့ဆက်စားလာခြင်းဒီ power 3 pot တယ် magic 1ပြီးသွားရင်ဒီ item တစ်လေးတန်းသွားဗျာဒီလား concentrate လေးတန်းသွားအဲ့ဒါစောင်းဝမ်းကျန်းတယ်ပုံမှန်တိုင်းပဲ concentrate ပြီးသွားရင်အပြာကြောင်းဟိုဘက်ကအဲ့လို stone spirit တို့ pad တို့ queen paint တို့ပြီးတခြားအဲ့လို support တွေထဲမှာ backline ကိုဝင်ပြီးတော့တင်မှာ silent ပိတ်ပြီးတက်ကမဲ့ကောင်းနေပါတယ်ဆိုအပြာကြောင်းသွားဗျာအဲ့လိုမဟုတ်ဘူးဆိုရင်မလိုသေးဘူးဆိုလို့ရှိရင်အပြာကြောင်းတော့မှသွားခါရရင်သွားဗျာဒီလားခါရနဲ့ခါဆိုင်ကြီးလေးသွားလိုက်အဲ့စောင်းဝမ်းကျန်းတယ်ဗောနော်ဒီ item ပေးပဲ queen paint ကတော့ပွဲရတဲ့ item ပေးပဲထက်စောင်းဝမ်းကျန်းတယ်တကယ်ပြောဒီ item ပေးပဲထက်ပေါ်ထိသွားမယ်အင်းနဲ့လေတစ်ခုပဲ magic 1 pot တယ်ပြီးတော့ဒီ item တန်းသွားဒီရတဲ့တက်တော့စောင်းရကျဲတယ်ဒီရတဲ့တက်တော့ပြီးသွားရင်ခါရစန်ကြီးအဲလုံးဝ red dot စီမဲ့ item တွေပဲဒီဘေးနဲ့ပဲကျွန်တော်တောက်လျှောက်နိုင်နေရဗျာဒီလားပြီး spare ပေးရတော့ဗျာဟိုဘက်ကမီလီကောင်နေဆိုလို့ရှိရင်တော့ဟိုတဖြည်းဖြည်း level 3ရောက်သွားရင်1 2ဆင့်ဒီလိုတင်ထားမယ်ဒါမီလီကောင်နေမဟုတ်လို့ဗျာမီလီကောင်နေမဟုတ်ပဲအဲ့လိုပတ်တို့အဲ့လိုပြီးရင်ကို blink ပို့တောင်းရမယ့်ကောင်တွေပါတယ်ဆို level 1ကိုမယူနဲ့တော့ဗျာဒီလား2 3အစုံနဲ့ဆော့ဗျာအဲ့ကြလို့ရှိရင် level တင်ပြီးတော့3ဆုံး2ဆုံးနဲ့ဆော့ဗျာဒါကတော့ဟိုဘက်က hero ပေါ်မူတည်ပြီးတော့ဗျာ item page နဲ့ဟိုကနေကတော့အနှဲငယ်လေးပြောင်းသွားလို့ရတယ်ဗျာကြိုက်တယ်လို့ကိုတောင်းဆော့လို့ရတယ်ဗျာဒီလားကိုအဆင်ပြေတဲ့ပုံစံနဲ့ဆော့လို့ရတယ်အဲ့တော့ mic ဟို carry ကတော့ tiny လေးဆော့ပြီးတော့ mic ကတော့ဒီ voice print နဲ့ queen paint လေးတော့သဘောကျတယ်ဗောနော် channel carry တွေကတော့အကုန်လုံးကြီးပါတော့ strong နေဗျာအဲ့တော့ကိုကြိုက်တဲ့ carry ကိုဆော့လို့ရတယ်ဗျာအခုဆို light stealer တွေပါဆိုလဲပစ်နေကြတယ်ဗျာ light stealer လည်းကျန်းတယ်ဗျာဒီလား light stealer လည်းကျန်းတယ်ပြီးတော့ select လည်းကျန်းတယ် sheriff လည်းကောင်းတယ်ဗျာဒီလားအဲ့တော့ဟို carry တွေကတော့စုံနေတဲ့မှာဒီ tiny carry လေးကမစိုးအဓိကဘာလို့လဲဆိုတော့ဟိုကျွန်တော်ဆော့ရလွယ်ဗျာအရင်တခြား carry လို့မခက်ခဲဘူးပြီးတော့ဒီကောင်တက်ကတာခက်တယ်ဗျာအဲ့အကြောင်းမလို့ဒီဟိုလို့တဲ့ run test စင်မယ်ထဲမှာ tiny ကတော့နည်းနည်းအဆင်ပြေလို့ထင်မိရပါတော့ mid tiny တော့မစောနဲ့ mid tiny တော့မကြမ်းဟို tiny carry ပဲဆော့ carry ကို1 3နဲ့ပဲဆော့ပါတော့ okay ပါအဲ့တော့ကျွန်တော်နောက်ထပ်ဟိုက 7.41B ထွက်လာလို့ရှိရင်အမှကျန်းတဲ့ hero လေးကျွန်တော်ပြန်ပြောပြပေးမယ်နော်ဘယ် hero လေးနဲ့ run တင်လို့ရမယ်အခုတော့တော့ miss ဆိုလို့ရှိရင် queen paint by spirit carry ဆိုဒီ tiny ဆော့အကျန်းဆုံးပဲrun ဆောင်တက်ဖို့ပို့ပြီးဖြစ်နိုင်ရင် chance ပိုများတယ်ဗောနော်ပြီးတော့ drone လည်းကျန်းတော့ကျန်တယ်ဒါပေမဲ့ drone carry ကတော့နည်းနည်းတော့ခတ်မယ်ဆော့ရတာကျန်တဲ့ကောင်တွေကတော့ဆော့လို့ရတယ် select ဆော့လို့ရမယ် terra blade လည်းကျန်းတာပဲ voice ဆော့လို့ရမယ်ပြီးရင် light stealer asa walking မေးနေတာ walking လည်းကျန်းတော့ကျန်းတယ်ဒီလား walking လည်းကျန်းတယ် walking ကျန်းတယ်ဟုတ်တယ် walking လည်းကျန်းတော့ကျန်းတယ်ကင်လို့ရတယ်မှာပါတယ်ဗောနော် okay ပါအဲ့ဒါဆိုနောက် video တွေမှာတွေ့မယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်တက်တာပါ